အားလုံးပဲမင်္ဂလာပါကျမနာမည်ဝေဆန်းတီပါအာဟာရပညာရှင် accredited practicing dietitian တယောက်ဖြစ်ပါတယ် Australia မှာနေထိုင်လုပ်ကိုင်ပါတယ်ကျမဒီနေ့ပြောချင်တာကသွေးဆုံခြင်းနဲ့ပတ်သက်ပါတယ်ပထမပိုင်းတစ်ခုဗီဒီယိုတစ်ခုရိုက်ထားပြီးပါပြီသိချင်လို့ရှိရင်သွေးဆုံခြင်းဆိုတာဘာလဲဆိုတာlink လေးထားပေးထားပါမယ်ဒီနေ့ကတော့သွေးဆုံခြင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့လက္ခဏာတွေအကြောင်းပြောပြချင်ပါတယ်အဲ့တော့ဒီသွေးဆုံဘာကြောင့်ဖြစ်လဲဆိုတာပေါ့နော်အဲ့တော့ကျမတို့ကဒီစရမယ်ဆိုလို့ရှိရင်အပြိုပေါ်ဝင်တဲ့အချိန်ကနေစပြီးတော့ဒီသွေးဆုံတဲ့အချိန်အထိကိုဒီအမျိုးသမီးနဲ့သက်ဆိုင်တဲ့ဟော်မုန်းတွေပေါ့နော်အဓိကထုတ်တဲ့ဟာထုတ်လေပါတယ်အဲ့တော့ဒီဟိုကနေပြီးတော့ကျမတို့ရဲ့မျိုးအိမ်ပေါ့နော် ovaries ကနေပြီးတော့ထုတ်တယ်အဲ့ ovaries ကမျိုးဥလေးတွေလည်းကျွေးပြီးတယ်အဲ့မျိုးဥလေးတွေကသွေးဆုံတဲ့အချိန်မှာကုန်တလောက်ဖြစ်သွားပြီးတော့ကုန်သွားပြီးတော့ဒီဟော်မုန်းတွေလည်းထုတ်တာကိုနည်းသွားတယ်အဲ့ခုနထုတ်တဲ့ဟော်မုန်းတွေအဓိကဟော်မုန်းတစ်ခုက estrogen ဟော်မုန်းဖြစ်ပါတယ်အဲ့တော့ estrogen ဟော်မုန်းကလည်းတဖြည်းဖြည်းနဲ့နည်းလာပါတယ်မလုံးဝမပြီးသွားခင်မဆုံးသွားခြင်းအချိန်မှာတော့ဟော်မုန်းတွေအတက်ကြတယ်အများကြီးဖြစ်တယ်အဲ့ဒီအချိန်မှာကမောက်ကမတွေဖြစ်ပြီးတော့လက္ခဏာတွေမျိုးစုံတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒါကိုအမျိုးမြန်မာလိုတော့သွေးဆုံကိုင်တယ်လို့ကျွန်မသိထားပါတယ်ဒါပေမဲ့လို့မြန်မာလိုသွေးဆုံကိုင်တာဘာဖြစ်လဲပါလဲတော့ကျွန်မသိပြီးတော့ဖတ်ရှုထားတာမရှိဘူးဟိုစိတ်ကစင်ကလျာဖြစ်တယ်လောက်တော့ဟိုကြားဘူးတာရှိပါတယ်အဲ့တော့ဒီ menopause နဲ့ပတ်သက်ပြီးတော့လည်းဒီကျမတို့မြန်မာတဲ့တင်မကဘူးတခြားအနောက်နိုင်ငံတွေမှာရောစကားပြောတာအရင်နေပါတယ်ဒီအမျိုးသမီးအချင်းချင်းလည်းပြောတာနေတဲ့အတွက်တယောက်နဲ့တယောက်နဲ့ prepare မဖြစ်ဘူးဒီဟာကြီးဖြစ်တော့မှဘာဖြစ်သွားမှန်းတော့မသိဘူးသိရမလားဟိုတနေ့အကောင်းကြီးကနေနောက်တနေ့တဖြည်းဖြည်းနဲ့ဟိုလက္ခဏာတွေမျိုးစုံတွေ့တယ်ဘာကြောင့်ဖြစ်မှန်းလည်းမသိကြဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်မဒီ conversation ကိုကျွန်မတို့မြန်မာအမျိုးသမီးတွေကြားထဲမှာလွတ်လပ်နဲ့ပြောခွင့်ရှိအောင်ဒီ conversation ကို open လုပ်ခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ညီမတွေတာသမီးတွေသမီးတွေကိုလည်း prepare လုပ်ထားနိုင်တယ်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့မိခင်တို့အတော်တို့စီလည်းမေးပြီးတော့သူတို့တို့ကောဘယ်လိုတွေဖြစ်လဲဆိုတာမေးလို့ရပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီခုနပြောတဲ့အဲ့ estrogen hormone ကနဲ့ကျမတို့ခန္ဓာကိုယ်တောက်လျှောက်မှာအများကြီးလိုအပ်ပါတယ်အဲ့တော့အုံနောက်မှာလိုတယ်အရေပြားမှာလိုတယ်ဒီဟိုကျမတို့ organ တွေမှာလည်းလိုတယ်အကုန်လုံးလိုတယ်ပေါ့နော်လိုတဲ့အတွက်ဒီ estrogen hormone နည်းသွားတဲ့အချိန်နောက်ပြီးတော့အပြောင်းလဲတွေဖြစ်တဲ့အချိန်မှာကမောက်ကမခုနပြောသလိုဖြစ်တဲ့အတွက်သူ့စီကနေပြီးတော့အကျိုးဆက်အနေနဲ့လက္ခဏာတွေဖြစ်လာခြင်းဖြစ်ပါတယ်အဲ့တော့အဲ့မှာယောဂလက္ခဏာတွေအပြင်ကျမမမေ့ခင်တခုပြောချင်တာကဒီသွေးဆုံပြီးသွားတဲ့အခါမှာကျမတို့ဒီစီးချိုယောဂဖြစ်ဖို့risk တွေများလာတယ်နောက်တစ်ခါနှလုံးယောဂဖြစ်ဖို့လည်းrisk တွေများလာတယ်ဒါကလည်းအဲ့ဟော်မုန်းအပြောင်းလဲတွေကြောင့်လည်းဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကိုနောက်မှဆက်ဆွေးနွေးလို့ရပါတယ်နောက်ဆက်ဆွေးနွေးပါမယ်အဲ့တော့ပထမဆုံးဖြစ်တဲ့ဒီအချိန်မှာဖြစ်တဲ့လက္ခဏာကတော့ weight gain ကိုယ်အလေးချိန်တက်လာတာနောက်ပြီးကိုယ်ခန္ဓာအချိုးအစားပြောင်းသွားတာအဲ့ကိုယ်ခန္ဓာအချိုးအစားကအရင်တော့ကျမတို့အမျိုးသမီးခန္ဓာရတင်ပါးတွေပေါင်တွေမှာအစီတွေရှိတာနေပြီးတော့အခုအစီတွေကဘိုက်နေရာကိုရောက်သွားတယ်အဲ့နေရာတွေမှာပို့ပြီးတော့ဟိုများလာတယ်နောက်တစ်ခါဟို overall ဂျေဘူးရအဖြစ်လဲခန္ဓာကိုယ်အလေးချိန်တက်လာတယ်အဲ့ဒါကအများစုကဒီဟာကိုဖြတ်သန်းရမှာဖြစ်ပါတယ်အဲ့တော့အမျိုးသမီးတယောက်ပိန်ပါလျက်အမျိုးသမီးတယောက်ဒီပုံတိုင်းပဲစားတယ်ဒီပုံတိုင်းပဲလှုပ်ရှားမှုလုပ်တယ်ဆိုရင်တော့ဒီသွေးဆုံတဲ့အချိန်ကာလပြီးသွားတဲ့အခါမှာသူ့ရဲ့ကိုယ်ခန္ဓာတက်လာတာအလေးအချိန်တက်လာတာပုံစံပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်ဒါကတော်များကြီးကိုဖြစ်တာပေါ့နော်ဟိုညင်းလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒါက weight gain နဲ့ပတ်သက်ပြီးတော့တစ်ခုအဲ့ဒါကိုကျွန်မဗီဒီယိုနောက်တစ်ခုရိုက်ဗီဒီယိုတစ်ခုမှထပ်ပြီးတော့ရိုက်ပြီးတော့ပြောပြပါမယ်စိတ်ဝင်စားရဲဆိုလို့ရှိရင် comment မှာရေးတော့ပါအဲ့အကြောင်းဗီဒီယိုလုပ်စေချင်တယ်ဆိုလို့ရှိရင်အဲ့ဒါကတခုနောက်တစ်ခုကအများစုသိကြတာကတော့ night sweats နဲ့ hot flashes အဲ့တော့ညဘက်ဒီမှာညဘက် night sweats လို့ပြောပေမဲ့ညဘက်တွေမကောက်ဘူးပေါ့နော်တနေ့ကုန်လဲချွေးတွေထွက်မယ်ပူလာတယ်ပေါ့နော်ချင်းကြီးပူလာတယ်မိနစ်ပိုင်းပဲကြာတယ်နောက်ပြီးတော့ပြန်အေးသွားတယ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာတွေဖြစ်တော့ညတွေအဲ့ဒါတွေဖြစ်လို့ပဲဖြစ်ဒီဟော်မုန်းကြောင့်ပဲဖြစ်ညတွေအိပ်လို့မရဘူးညနိုးလာတယ်ပြန်အိပ်လို့မရဘူးမနေ့ကြောက်လို့ရှိရင်အဲ့လိုမရတာကြောင့်ပဲဖြစ်မယ်ဒါမှမဟုတ်ရင်ခုနဟော်မုန်းကြောင့်လည်းဖြစ်မယ်ဟိုမှုတွေမကောင်းဘူးဟိုစိတ်တိုလွယ်တယ်ဒေါသဖြစ်လွယ်တယ်ထိလွယ်ရှလွယ်တယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲmood low mood ဖြစ်တယ်ပေါ့နော် mood ကမကောင်းပေါ့ရန်ကြီးစိတ်တက်ကြနေပေါ့နော်နောက် anxiety
အပူပန်နဲ့ဆိုရင်တော့ကပူပန်မှုတွေများတယ်အဲ့ဒါတွေအမျိုးသမီးတွေကြုံတွေ့ရပါတယ်ဒီဖြတ်တန်းနေတဲ့အမျိုးသမီးတွေကြုံတွေ့ရတယ်နောက်တစ်ခုကတော့အုံနောက်ကအဲ့ဒါတွေကအုံနောက်မှာ estrogen လိုအပ်မှုနဲ့ဆိုင်ပါတယ် estrogen ကအုံနောက်မှာအရန်ကိုအရေးပါတယ်သူကဒီအုံနောက်ရောင်ရမ်းခြင်းတွေကိုကောက်ွယ်ပေးတဲ့အတွက်ဒီ estrogen မရှိတော့တဲ့အခါမှာသူ့မှာပြဿနာတွေတက်လာတယ်အဲ့ထက်တစ်ခုကခုနပြောတဲ့ mood တင်တဲ့အပြင်ကိုမှတ်ဉာဏ်နေပေါ့နော်မှတ်ဉာဏ်ပိုင်းမှာမှတ်ဉာဏ်အားနည်းသွားတာဟိုမေ့လျော့တာပေါ့နော်ဒီ appointment တစ်ခုရှိရမေ့သွားတယ်နောက်စကားပြောနေရင်လည်းစကားလုံးတွေမေ့တယ်ဒါကျမအခုကျမသတိထားမိရကွာကိုဖြစ်တယ်နောက်ကျမဟိုပေါ့မေ့တတ်တာပေါ့နော်မေ့တတ်တာတွေဖြစ်တယ်အဲ့ဒါတွေကလည်းဒီဟာနဲ့ပတ်သက်ပါတယ်နောက်တစ်ခါသပင်တွေကျွတ်မယ်အသားရည်တွေခြောက်တယ်အသားတွေခြောက်တယ်ချို့ဆိုလို့ရှိရင်အမျိုးသမီးအင်္ဂါမှာလည်းအသားရေပြားခြောက်တယ်ဟို dry ဖြစ်တယ်ပေါ့နော်ခြောက်လာတယ်အရေထွက်တာနေတဲ့အတွက်ဟိုကိုကဆက်တဲ့ခါဆိုလို့ရှိရင်လည်း6ပြီးတော့ခက်ခဲတယ်နာကျင်တယ်ဒီဟိုအမျိုးသားနဲ့ဆက်ဆံခြင်းစိတ်နည်းလာတဲ့မျိုးဖြစ်နိုင်ပါတယ်နောက်တစ်ခုကဟိုကိုခန္ဓာတောက်လျှောက်ပေါ့နော်ဟိုကြိုက်ခဲတာတွေနာကျင်တာတွေဖြစ်တယ်နောက် frozen shoulder တွေလည်း report လုပ်ကြပါတယ်အဲ့တော့ဒီလက်မြောက်လို့မရဘူးချိတ်တက်လို့မရဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့အဲ့ဟာတွေကအဓိကဖြစ်တဲ့ယောဂလက္ခဏာတွေဖြစ်ပါတယ်အမျိုးသမီးတယောက်နဲ့တယောက်နဲ့မတူပါဘူးကျမတို့အမျိုးဒီ perimenopause ဖြစ်တဲ့အခါလာက10နှစ်အထိကြာနိုင်တယ်လို့ပြောပါတယ်အဲ့တော့လူတိုင်းတော့မဟုတ်ဘူးပေါ့နော်တချို့တွေက10နှစ်အထိကြာသွားနိုင်တယ်အဲ့တော့ဒီကြားထဲမှာသွေးလုံးဝမဆုံးမနဲ့ဒီလိုမျိုးအပြောင်းလဲကြီးတွေဖြစ်ပြီးတော့နေရတယ်ပေါ့နော်အဲ့တော့တချို့တွေကဒီတဲ့ပုံမြန်မယ်တချို့တွေကလည်းယောဂလက္ခဏာမခံစားရတာတွေလည်းရှိမယ်ခံစားပုံလည်းတယောက်နဲ့တယောက်နဲ့မတူဘူးအဲ့ဒါအတွက်ကြောင့်ကိုကမဟုတ်တိုင်းသူများကိုငါတော့အဲ့လိုမဖြစ်ဘူးနေကတော့ငယ်သေးရပဲဒီလိုမဖြစ်တင်မှုပါဘူးမဟုတ်ပါဘူးเนาะတယောက်နဲ့တယောက်နဲ့မတူပါဘူးဖြစ်တဲ့အရွယ်ချင်းလည်းမတူဘူးအများအပြားကတော့ perimenopause က45ကနေ55ဖြစ်တယ်လို့ဆိုပါတယ်ဒါကအနောက်တိုင်းကတွေ့ရှိတဲ့ research တွေအရာပါဒါပေမဲ့လို့ကျမတို့အရှိတိုင်းသူတို့ဘာလို့မှလည်းမတူတာရှိရမယ်နောက်ကိုအမေတုံးကဘယ်လောက်လဲပေါ့နော်အဲ့ဒါတွေလည်းပါမယ်အဲ့တော့ဟိုခြုံငုံပြီးတော့ပြောရလို့ရှိရင်ဒီခန္ဓာကိုယ်မှာ estrogen လိုအပ်မှုကြောင့်estrogen ကျဆင်းသွားတဲ့အချိန်အတွက်ကြောင့်ဖြစ်လာတဲ့လက္ခဏာတွေဖြစ်ပါတယ်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့အစားအသောက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်နိုင်လဲဆိုတာတော့ကျွန်မပြောတော့ပေးပါမယ်ရေပူရအပြင်အားတွေ့ရှိချက်တွေအရာအသီးအနှံတွေအသီးတွေနဲ့အပင်ကလာတဲ့အစားအသောက်တွေကပို့ပြီးတော့ဟိုအကျိုးပြုတယ်လို့ဆိုပါတယ်အဲ့တော့အပင်ကလာတဲ့အစားအသောက်ဆိုတာ vegetables တွေအသီးရွက်တွေfruits အသီးအနှံတွေ legumes ပဲမျိုးစုံnuts and seeds အစေးတွေအဆန်တွေနောက်တော့ phytoestrogen ဆိုတာအပင်ကလာတဲ့ estrogen မြန်မာအမိမမှာရှိတဲ့ estrogen လိုမျိုးအပင်ကထုတ်တဲ့ estrogen ပေါ့နော်အဲ့ phytoestrogen တွေပါတဲ့ဟာဟိုဟာပဲပုတ်တို့soybean ပေါ့နော်ပဲပုတ်ပဲပိစက်ပေါ့နော်အဲ့ဟာတွေကပဲပြားတို့ပေါ့နော်အဲ့ဟာတွေကလည်းဒီခြုံငုံပြီးတော့ပေါ့နော်ဟိုပို့ပြီးတော့ကောင်းစေတယ်တက်တာစေတယ်လို့ဆိုပါတယ်တခုချင်းအတွက်တော့ဘာ diet ကိုလုပ်ရမလဲဆိုတာတော့မရှိပါဘူးเนาะမရှိသေးပါဘူးအဲ့တော့အကူကအမြင်တက်များများစားပြီးမယ်နောက် protein နဲ့ပတ်သက်လို့ရှိရင်ကြတော့lean protein ဆိုတော့အစီနည်းတဲ့ protein ဖြစ်တဲ့ကြက်သားတို့ငါးတို့စားပေးနိုင်ပါတယ်အဲ့ဒါတွေကိုတင်းစားမယ်အဲ့ဒီ fry အမြင်တက်များတဲ့အသီးအနှံတွေရဲ့နောက်ပြီးတော့ဟိုဂျုံတို့ဆန်တို့ခောက်ဆွဲတို့ဆိုလို့ရှိရင်လည်းအကျန်းပေါ့နော်ဂျုံကျန်းခွန်နေပါတဲ့ဟာတွေကိုစားပေးမယ်အဲ့ဒါတွေဆိုလို့ရှိရင်ပိုကောင်းပါတယ်နောက်ရေ hydrate အများနဲ့ရေလုံလောက်ခန္ဓာကိုယ်မှာရှိနေစေချင်ပါတယ်အရက်လျှော့ပါမယ်ဆေးလိမ်မတောက်ပါနဲ့နောက်အပူအဆက်စားခြင်းတွေကလည်းဒီ hot flashes တွေပူတာခန္ဓာကိုယ်ပူတာအတွက်ကိုအကျိုးမပြုတဲ့အတွက်အပူဆက်အစားတာလည်း short နိုင်ပါတယ်အဲ့တော့ဒီကရေပူရအဖြစ်ခြုံငုံပြီးတော့ပြောတော့တာပါဒီ menopause အချိန်တွင်းမှာစားတောက်နေထိုင်ပြီးတော့ဘယ်လိုစားတောက်နေထိုင်ရမလဲone on one ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်မအာဟာရပညာရှင်တယောက်အနေနဲ့ဆွေးနွေးပါတယ်ကျွန်မစီကိုလာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်အခုကတော့ဒီလောက်ပါပဲကျွန်မခုနပြောသလို weight gain နဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင် comment မှာရေးသားပေးပါနောက်ဗီဒီယိုတစ်ခုထပ်လုပ်ပါမယ် all right အားလုံးပဲမင်္ဂလာပါ have a good day thank you အကျိုးပြုရဆိုလို့ရှိရင် share နိုင်ပါတယ် bye